Minglaba, welcome to ERP Knowledge Hub. Today as our first topic we will explain what ERP is, what ERP can do and the benefits or using in ERP for business. Okay, ဒီနေ့မှာတော့ပထမအဆုံးအနေနဲ့ပေါ့နော်ERP ဆိုတာကဘာလဲ ERP ကဘာ process တွေကိုလှုပ်ဆောင်ပြီးလဲ ERP ကိုအသုံးပြုခြင်းကြောင့်မို့လို့ဘာအကျိုးကျေးဇူးတွေရလဲပေါ့နော်စတာတွေကိုပြောပြပြီးသွားမှာဖြစ်ပါတယ်ရှင် Okay အဲ့ဒါဆိုရင်ကြည့်လိုက်ရအောင်ပေါ့နော်ပထမအဆုံးအနေနဲ့ what ERP ERP ဆိုတာကဘာလဲပေါ့နော် Okay ERP ဆိုတာကတဲ့ Enterprise Resource Planning Okay အဲ့ဒီ Enterprise Resource Planning ERP ဆိုတာကဒီ business တစ်ခုမှာရှိနေတဲ့ main process အဓိကကျတဲ့လှုပ်ဆောင်ချက်တွေကိုသူကပေါင်းစည်းပြီးတော့ manage လှုပ်ဆောင်ပြီးတဲ့ business management software တစ်ခုဖြစ်တယ်ပေါ့နော် Okay ဟုတ်ပြီအဲ့ဒါဆိုလို့ရှိရင်သူကဘာ process တွေကို manage လုပ်ပြီးတာလဲဆက်ကြည့်လိုက်ကြရအောင်ပေါ့နော်ဒီမှာဆိုရင် what ERP manage ERP software တွေကဘာတွေကို manage လုပ်ပြီးလဲ number 1အနေနဲ့accounting or financial record တွေလုပ်ပြီးတယ်ပြီးရင် income and expense တွေကိုလည်း record လုပ်ပြီးတယ် financial report တွေထုတ်ပြီးတယ်ပေါ့နော်နံပါတ်2က inventory management လို့ပြောတဲ့အတွက်သူက store နဲ့သက်ဆိုင်တဲ့အရာတွေပေါ့နော်ဒီ store အဝင်အထွက်တွေ adjustment တွေ transfer တွေပြီးရင်ဒီ store level တွေစစ်ဆေးပြီးတာတွေစတဲ့ management တွေလုပ်ဆောင်ပြီးရင် sale and purchase မှာဆိုလို့ရှိရင် sale record တွေ purchase record တွေဒီ sale order purchase order နဲ့သက်ဆိုင်တဲ့ record တွေပေါ့နော်ပြီးရင်ဒီ customer supplier နဲ့သက်ဆိုင်တဲ့ data တွေကိုလည်း manage လုပ်ပြီးတယ် human resource HR ကြတော့employee information တွေပြီးရင်ဒီ payroll ကိစ္စတွေပေါ့နော် attendant တွေစတာတွေကို manage လုပ်ပြီးတယ် number 5က production or manufacturing သူကကြော production plan တွေလုပ်ပြီးတယ်ပြီးရင် material manage ခြင်းတွေလုပ်ပြီးတယ်ပေါ့နော်ဒါကကုန်ကျန်းတွေနဲ့သက်ဆိုင်တဲ့အရာတွေကိုလည်းသူက manage လုပ်ပြီးတယ်လို့ပြောချင်တာပေါ့နော် okay ဟုတ်ပြီအဲ့ဒါဆိုရင်ဒီ ERP ကိုအသုံးပြုခြင်းကြောင့်မို့လို့ဘာအကျိုးကျေးဇူးတွေရသွားမလဲပေါ့နော် benefits or ERP အသုံးပြုခြင်းကြောင့်ရရှိလာတဲ့အကျိုးကျေးဇူးတွေကကြတော့ integrate all business data into one system တစ်ခုတည်းမှာ business ရဲ့ data တွေအကုန်လုံးကိုသူက integrate ပေါင်းစည်းပေးတယ်ပေါ့နော်ပြီးရင်ဒီ manual လောက်ရတဲ့ကိစ္စတွေအဲ့ဒါတွေကို short ချပေးတယ်ပြီးရင်ဒီ data တွေ report တွေ information တွေကိုသူကအချိန်နဲ့တပြေးညီ real time provide လုပ်ပေးတယ်ပေါ့နော်ဒါကြောင့်မို့လို့သူကဒီ department တွေကြားမှာ communication တွေကိုတိုးတက်စေတယ်ပေါ့နော်ဒီလိုအကြောင်းအရာတွေကြောင့်မို့လို့လုပ်ငန်းတစ်ခုကဒီ ERP software ကိုအသုံးပြုခြင်းအပြင်ပို့ပြီးတော့လျင်မြန်တိုးတက်အောင်မြင်တယ်ပေါ့နော်Okay နောက်ထပ်လည်းဒီလို ERP software နဲ့သက်ဆိုင်တဲ့ knowledge တွေကို share လုပ်ပြီးမှဖြစ်တဲ့အတွက်ကြောင့်မို့လို့ like and follow လေးလုပ်ပေးကြပါအောင်ရှင် We will continue to share more knowledge related to ERP software so please like and follow our page to stay updated